င်လေပြင်မှာအမားတစ်ခုလုံမိတာနဲ့အသက်ဆုံးရှုံးသွားနိုင်တဲ့ဘဝမျိုးကိုမိတ်ဆွေတို့စဉ်းစားကြည့်ဘူးပါသလားနယ်ဆင်ရဲ့ရေတက်မှာတာဝန်ထမ်းဆောင်နေတဲ့သင်းဘောသားတွေအတွက်ဒါကနှီးစင်ကြုံတွေ့နေရတဲ့လက်တွေ့ဘဝတစ်ခုဖြစ်ပါတယ်ဒီနေ့မှာတော့တမိုင်းတစ်လျှောက်အပြင်းထန်ဆုံးလို့ဆိုရမယ် British ရေတက်ရဲ့စီကန်းတွေနဲ့သင်းဘောသားတွေဘလို့ရှင်သန်ခဲ့ရလဲဆိုတာကိုပြောပြပေးသွားမှာပါစီကန်းတစ်ခုကိုချိုးဖောက်လိုက်တာနဲ့သူတို့ဘလို့အကျိုးဆက်တွေခံစားရမလဲဆိုတာသိရင်မိတ်ဆွေတို့အံ့ဩသွားမှာအသေးချပါပဲဒီသင်းဘောသားတွေရဲ့ဘဝကိုထိန်းချုပ်ထားတာကတော့စစ်ပတ်ဆိုင်ရာစီးမြင်းများ Articles of War လို့ခေါ်တဲ့အလွန်ပြင်းထန်တဲ့ဥပဒေတွေပဲဖြစ်ပါတယ်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာဘုရားကျောင်းတက်ပြီးနောက်ဒီစီးမြင်းတွေကိုသင်းဘောသားအားလုံးရှိမှောက်မှာကြေကြေလောင်လောင်ဖတ်ကြားပြလိမ့်ရှိပါတယ်ဒီစီးမြင်းတွေထဲမှာပြစ်မှုပေါင်း36မျိုးကိုအသေးစိတ်သတ်မှတ်ထားပါတယ်ခိုးမှုပုံကံမှုကနေအရာရှိကိုပြန်လည်တိုက်ခိုက်တာတွေအထိပါဝင်ပြီးအံ့ဩစရာကောင်းတာကဒီပြစ်မှုတွေရဲ့ထက်ဝက်လောက်ဟာတေတံတစ်မျိုးတည်းကိုသာချမှတ်ရမယ်ပြစ်မှုတွေဖြစ်နေတာပါပဲတင်ဘောပေါ်မှာအခြေအညာဆုံးဖြစ်မှုကတော့အရက်မှုတာပါပဲအဲ့ဒီခေတ်ကရေတပ်မှာတင်ဘောသားတယောက်ကိုတနေ့ကိုဘီယာတကားလန်ဒါမှမဟုတ်ရန်ရက်တဝက်လောက်ထိတရားဝင်တိုက်ကြွေးလေးရှိပါတယ်ဒီရက်တွေကိုရေလေးပုံတစ်ပုံတံပရရေလူနဲ့ရောဆက်ပြီး grog လို့ခေါ်တဲ့နာမည်ကျော်ဖြော်ရည်အထစ်တောက်သုံးကြတာထက်ပါတယ်ဒါပေမဲ့ဒီလိုတရားဝင်တိုက်ကြွေးနေရင်လည်းပဲတာဝန်ချင်းအတွင်းမူးရက်နေတာမျိုးကိုတော့လုံးဝခွင့်မလွတ်တဲ့အခြေအနေတစ်ခုရှိနေပါတယ်အကယ်၍တာဝန်ချိန်မှာမူးနေတာဒါမှမဟုတ်အိပ်ပျော်နေတာမျိုးမိထွားရင်ကျိန်တန်စနစ်ချက်အပြစ်ပေးခံရတတ်ပါတယ်ဒါကိုတင်မောသားအားလုံးရှိမောင်မှာလူမြင်ကွင်းမှာပဲအပြစ်ပေးတာဖြစ်ပါတယ်ဒါပေမဲ့တက်ပြေးတာမျိုးလိုကြီးလေးတဲ့ဖြစ်မှုဆိုရင်တော့အခြေအနေကတခြားစီပါပဲကျိန်တန်အချက်ပေါင်း900နဲ့အထက်အထိရှိနိုင်ပြီးဒီလိုပြင်းထန်တဲ့ရိုင်းနှက်မှုတွေကြောင့်အကျဉ်းစားတွေဟာဒဏ်ရာပြင်းထန်လွန်းပြီးအထက်ဆုံးရှုံးရတာမျိုးတောင်ရှိခဲ့ပါတယ်သင်းမောကပ်တိန်တချို့ဟာအလွန်ရက်စက်တဲ့အာဏာရှင်တွေဖြစ်ကြပေမဲ့အများစုကတော့ဒီလိုပြင်းထန်တဲ့အပြစ်ပေးမှုကိုအလွန်အမေးမလိုအပ်ဖယ်မသုံးဆွဲကြပါဘူးသင်းမောသားတွေဟာပင်ပန်းခက်ခဲတဲ့ဘဝကိုခံနိုင်ရရှိကြပေမဲ့သူတို့ကိုတရားမျှတစွာနဲ့လူပီသားစွာဆက်ဆံတာမျိုးကိုတော့အမြဲတမ်းမျှော်လင့်ကြပါတယ်အကယ်၍ဒီလိုတရားမျှတမှုမရှိတော့ဘူးလို့ခံစားရတဲ့အခါမှာတော့သူတို့ဟာငြင်းခံမနေတော့ပဲကြီးမားတဲ့တုံ့ပြန်မှုတွေလှုပ်လာတတ်ကြပါတယ်1998ခုနှစ်မှာဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်တစ်ခုကတော့ရေတပ်သမိုင်းမှာမိမရနိုင်တဲ့မှတ်တိုင်တစ်ခုဖြစ်လာခဲ့ပါတယ်19ခုနှစ်မှာစပယ်ဟက်ဆိုတဲ့နေရာမှာတင်ဘော16ဆင်းပါဝင်တဲ့အကြီးကျယ်ပုံကံမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်ဒါရာစုနှစ်တစ်ခုကြော်ကြအောင်လာစာမတိုးပေးတဲ့အတွက်တင်မောသားတွေကသူတို့ရဲ့အခွင့်အရေးအတွက်အလုံးမစင်ပဲစန္ဒပြခဲ့ကြတာဖြစ်ပါတယ်။ကံကောင်းတာကဒီပုံကံမှုကိုတော့အကြမ်းမဖက်ပဲငင်းချမ်းစွာဖြေရှင်းနိုင်ခဲ့ပြီးတင်မောသားတွေလိုချင်တဲ့လာစာတိုးမိမှုကိုလည်းရရှိခဲ့ပါတယ်။ဒါပေမဲ့ဒီအောင်မြင်မှုတော့မှနောက်ထပ်ပိုပြီးပြင်းထန်တဲ့ပုံကံမှုတစ်ခုကစောင့်ကြိုနေခဲ့ပါတယ်။နော်မှာဖြစ်ပွားခဲ့တဲ့ဒုတိယကြိမ်ပုံကံမှုမှာတော့အခြေအနေတွေကပိုပြီးဆိုးရွားသွားခဲ့ပါတယ်။ဒီတစ်ကြိမ်မှာတော့တင်ပေါ်သွားကြီးဟာရန်သူဖြစ်တဲ့ပြင်သစ်နိုင်ငံဘက်ကိုဗက်ပြောင်းမှုအထိချိန်ချောက်ပြီးပုံမပြင်းထန်တဲ့တောင်းဆိုမှုတွေလုံလာခဲ့ကြတယ်။ဒီတစ်ခါမှာတော့အာနာပိုင်တွေကအလျှော့မပေးတော့ဘဲနမူနာဖြစ်အောင်လို့ခေါင်းဆောင်29ယောက်ကိုလူမြင်ကွင်းမှာပဲကြိုးပေးကွက်မြက်လိုက်ပါတယ်။ဒီဖြစ်ပျက်ကစီကန်းဆိုတာဘလောက်အထိအရေးကြီးလဲဆိုတာကိုပြသလိုက်တာဖြစ်ပါတယ်။ဗိုလ်ချုပ်နယ်ဆင်ရဲ့ရေတပ်သမိုင်းကြောင်းကနေကျွန်တော်တို့သိနိုင်တာကတော့ခိုင်မာတဲ့စီကန်းရှိဖို့လိုတယ်လို့တရားမျှတတဲ့စီမံခန့်ခွဲမှုကလည်းဘလောက်အရေးကြီးလဲဆိုတာပဲဖြစ်ပါတယ်။စီကန်းကလူတွေကိုထိန်းချုပ်နိုင်ပေမဲ့တရားမျှတမှုကမှလူတွေရဲ့ယုံကြည်မှုကိုရရှိစေနိုင်တာပါ။မိတ်ဆွေတို့အနေနဲ့လည်းကိုယ့်ရဲ့လုပ်ငန်းခွင်ဒါမှမဟုတ်လူမှုပတ်ဝန်းကျင်မှာလူတွေကိုဘယ်လိုစီမံခန့်ခွဲမလဲဆိုတာစဉ်းစားတဲ့အခါဒီသမိုင်းသင်ခန်းစာကအထောက်အကူဖြစ်စေမှာပါ။ဒီလိုစိတ်ဝင်စားစရာသမိုင်းကြောင်းတွေကိုဆက်လက်လေ့လာခြင်းအပြင်ပိုမိုကောင်းမွန်တဲ့အမြင်သစ်တွေရရှိနိုင်မှာဖြစ်ပါတယ်။